ကဲဒီနေ့25ရက်3လနောက်26ပါသူက993ည3လုံးပေါင်းရင်း3ရက်ရတယ်996ကို3လုံးပေါင်းရင်း3ရက်ရတယ်94ကို3လုံးပေါင်းရင်း3ရက်ရတယ်အဲ့ဒီ3ညချက်ကိုဘာနဲ့ပြန်ဖြေမလဲဆိုတော့3ရက်ရဲ့ပါဝါဖြစ်ဖို့အတွက်9ခွန်1 3လုံးပေါင်းရင်း3အဲ့3လုံးပေါင်းရင်း3နဲ့ဒီက3လုံးပေါင်းရင်းခွန်နဲ့ပေါင်းလိုက်ရင်10ပဲဒီ3လုံးပေါင်းရင်း10ကိုနော်ဒီ3လုံးပေါင်းရင်း3ဒီ3လုံးပေါင်းရင်းခွန်နဲ့ပေါင်းလိုက်ရင်10အဲ့ဒါတော့ကဒီ3လုံးပေါင်းရင်း10ကိုအဲ့10ကိုဒီနေရာမှာ3လုံးပေါင်းရင်1ရိုက်တယ်1ကိုဒီ3လုံးပေါင်းရင်4နဲ့ရိုက်လိုက်ဒါဆိုရင်သူက9ပဲနော်အဲ့တော့ဒီ3လုံးပေါင်းရင်10ကိုဒီမှာ3လုံးပေါင်းရင်8လို့ရိုက်ထားတယ်အဲ့8ကိုဒီမှာ6ထည့်လိုက်မယ်ဆိုရင်6ခွန်4နဲ့ခွန်နဲ့ဒီက8နဲ့ပေါင်းလိုက်ရင်ဒါဆိုသူက9ပဲကြာတာပေါ့နော်သူကအစပထမပိုင်းမှာတော့ဒီကဒီ3လုံးပေါင်းရင်3ကိုဒီနှလုံးပေါင်းရင်2နဲ့သူကအရင်စခဲ့ပြီလားဒုတိယချိန်ရောက်တဲ့ခါကျတော့ဒီ3လုံးပေါင်းရင်1ကိုဒီ3လုံးပေါင်းရင်4ခဲ့တယ်ဒါဆိုဒီ3လုံးပေါင်းရင်8ကိုဒီ3လုံးပေါင်းရင်9ဆိုရင်ဒီ3လုံးပေါင်းရင်4နဲ့ဒီ3လုံးပေါင်းရင်ခွန်ဒီ3လုံးပေါင်းရင်8နဲ့ဒီ3လုံးပေါင်းရင်ခွန်နဲ့ဆိုရင်ဒါ9ပေါင်းထည့်လိုက်လို့ရှိရင်ဒါ6ထိပ်ပေါ့နော်တကယ်လို့အဲ့6ထိပ်မှမဟုတ်ဘူးဆိုလို့ရှိရင်သူကဒီနေရာမှာ1416 439နဲ့6 1696ဒီခါကျရင်သူက6လို့မပေးတော့ဘဲနဲ့6ရဲ့ပါဝါ1လို့ပေးလိုက်မယ်ဆိုရင်ဒါ2ထိပ်26ထိပ်ပေါ့နော်အဲ့ဒီမျိုးဒါဒီမနေ့ဆက်နိုင်ယူဒါ26ထိပ်ကစား